ကျမတို့မြန်မာနိုင်ငံဟာစစ်အုပ်ချုပ်မှုအောက်ကိုရောက်သွားတဲ့အချိန်တုန်းက1962ခုနှစ်တုန်းကဆိုလို့ရှိရင်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်ဒီမိုကရေစီနိုင်ငံတစ်ခုပြည်သူလူထုကနေပြီးတော့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရအုပ်ချုပ်နေတဲ့နိုင်ငံတစ်ခုအနေအထားကနေနေချင်းညချင်းတကယ်ကိုနေချင်းညချင်းပေါ့နော်ကျမတို့ဟာစစ်အုပ်ချုပ်မှုအောက်ကိုရောက်သွားတယ်အဲ့တော့နောက်ကျောင်းပြန်လှည့်လို့မရတဲ့အခြေအနေဆိုတာဟာအင်မတန်မှပြောရခက်ပါတယ်တကယ်ပဲရှိနိုင်သလားဆိုတော့ရှိနိုင်တယ်အဲ့လိုအခြေအနေကဘယ်လိုလဲဆိုတော့ပြည်သူလူထုအားလုံးဟာနောက်ကျောင်းပြန်လှည့်ဖို့ကိုလုံးဝမလိုလားတဲ့အခြေရောက်မှာပါအဲ့ဒီဟာကတော့တော်တော်အခြေယူရမှာပါအခုလောလောဆယ်တော့ကျမတို့အနေနဲ့ဒီလောက်ရောက်လို့ရှိရင်ဒီဟာလုပ်ပြီးလို့ရှိရင်နောက်ကျောင်းပြန်လှည့်မှာမဟုတ်ဘူးလို့ပြောရမှာခက်ပါတယ်တခုတော့ကျမပြောချင်ပါတယ်ဒါလည်းကျမအရင်ပြောပြီးသားပါကျမတို့မြန်မာနိုင်ငံကတမတော်ဟာဒီမိုကရေစီလမ်းကြောင်းပေါ်မှာမပြည်သူတွေနဲ့အတူတူရှောက်ပြီးဆိုလို့ရှိရင်တော့နောက်ကျောင်းပြန်လှည့်ဖို့ကအလားအလာဟာမရှိသလောက်ဖြစ်သွားမယ်လို့တော့ကျမတို့ယုံကြည်လို့ရပါတယ်